여러분 안녕하세요. 알로메 민가라와 신어 PKMW 번호 디안이 뺨이요. 조소 라이트 번호. 아쿠로 지마로 디 코리아 베이직 클래스 번호 디 비냐다나 단리고 어두두 리라니 번호 비냐다나တင်ကြပေးနေတာပေါ့နော်အခုဆိုလို့ရှိရင် back 7ပေါ့နော်အပိုင်း9တောင်ရောက်လာပါပြီပေါ့နော်နည်းနည်းလေးတွေပေါ့နော်တင်တဲ့ခါလေးဗီဒီယိုလေးရဲ့နောက်ကျနေရလေးတော့အားတော့နားပါတယ်ပေါ့နော်လောက်ဆက်လေးတွေများနေရောလေနော်ဒါပေမဲ့လေအများဆုံးတော့တင်ပေးပါမယ်ပေါ့နော်အခုကျမတို့က back 7ရောက်လာပြီပေါ့နော်အရှေ့မှာဆိုလို့ရှိရင်ဖြီးတွေတရတွေရိုးဖြီတရရိုးဖြီပေါင်းဆက်ဖြီပြီးတော့ရိုးတရပြီးသွားပြီပေါ့နော်ပြီးတော့အဲ့နှစ်ခုကိုပေါင်းဆက်တဲ့ဟာလည်းပြီးသွားပြီပေါ့နော်အချိန်လဲခြားထဲမှာလောလောလေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီဖြီးတွေတရတွေပေါင်းပြီးတော့ပေါ့နော်ဘာနဲ့ပေါင်းလိုက်တော့ဘယ်လိုတန်ထွက်မယ်ဆိုတာကိုမှတ်မိလောက်ပြီလို့ထင်တယ်ပေါ့နော်အခုကျတော့ဒီနေ့ကဘာတင်ပါလဲဆိုတော့ကျတော့မီနင်းလေးတွေပေါ့နော်မင်းင်းလေးတွေအတူတူလေးလာမှာဖြစ်တယ်ဒီဖြီးနဲ့တရပေါင်းဆက်ထားတဲ့မင်းလေးတခုပြောချင်တာကပေါ့နော်ကျမကဒါဆက်တုန်းကတင်ထားတဲ့ပေါ့နော်အတိုင်းပေါ့အဲ့ဒီမင်းင်းလေးတွေပေါ့ထုတ်ထားတယ်ပေါ့နည်းနည်းထပ်ပေါင်းမင်းင်းလေးတွေလည်းရှိပြီမယ်ပေါ့နော်ကျမလေးလာတော့ကအတိုင်းအဲ့လိုဗီဒီယိုလေးတွေကျမလေးလာတော့ကအတိုင်းမင်းင်းလေးကိုနည်းနည်းလေးတူရလေးတွေပြန်ပြီးတော့စုထားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အတူလေးလာမယ်အဲ့တော့မင်းင်းတစ်ချက်မင်းင်းမယ်တို့ပါသမီးတို့ဒီညီမတို့ကြက်လို့ရတာပဲဒီလိုမျိုးလုပ်ပေးကြမလို့တော့မထင်နဲ့ပေါ့နော်မထင်နဲ့ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ကြတော့ပေါ့နော်ဒီချက်နဲ့ပြန်လိုက်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကြတော့အတန်းတော့ကိုအတိကြလေးပို့ပြီးတော့သိရရပေါ့နော်အဲ့တော့အတူတူမီနင်းလေးတွေပေါ့အတန်းထွက်လေးတွေနဲ့အတူတူလေးကြည့်ကြမယ်ပေါ့နော်မီနင်းကအရန်တော့မများပါဘူးเนาะဖြီးပေါ့ရိုးဖြီးပေါင်းဆက်ဖြီးနဲ့ရိုးတရာတွေပေါင်းဆက်တဲ့ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်အဲ့တော့ကြည့်မယ်ပေါ့ OV လေးတွေဘယ်လိုလေးရှိလဲကြည့်မယ်ဒါဆိုလို့ရှိရင်다리미 미부 좀 화면을 확장해드리도록 하겠습니다. 더 잘 보이죠? 죄송해요. 알아? 다리미 소라가 미부 다리미 미부 모자 마오 모거는 자 아소인 모자 ဟုတ်ထုတ်အဲ့တော့ဒါလေးတွေကိုကြည့်ပြီးချက်ချင်းပေါ့နော်ဒီကအတန်ထွက်နိုင်လားအဲ့လိုမျိုးလေခုပါကိုဒီခါလေးပြန်ပြီးဆန်းစစ်ကြည့်ပြရပါတော့포도 스피티 포도 스피티 소고기 안메다 소고기 안메다 쇠고기 ဆိုပြီးတော့လေခေါ်တာမျိုးရှိတယ်ပေါ့နော်사고 나다မတော်တဆထိကြိုက်တယ်ပြီး사다 왜래ပစ္စည်းတွေဝယ်တယ်ပေါ့နော်လူနာအဲ့တော့ဒီဟာကိုခွဲပြထားတယ်ပေါ့နော်အဲ့တော့လူနာဆိုတာကကြတော့အမဆိုတဲ့အတိတ်ပဲဒါပေမဲ့ယောက်ျားလေးကပဲခေါ်လို့ရတယ်ယောက်ျားလေးကကိုယ့်ထက်အသက်ကြီးတဲ့မိန်းကလေးကိုခေါ်ခြင်းတဲ့အခါမှာဆိုလို့ရှိရင်လူနာဆိုပြီးတော့ခေါ်ရတယ်နော်ပြီးတော့ OE တခွားတီဥယူနွားတို့ရောယူလောလောဆယ်တော့အလက်ချင်းပေါ့နော်အဲ့လိုမျိုးမှတ်ထားလိုက်ပေါ့နောက်ကြရင်တော့သူ့ပါအောင်လေပြမြင်လာတဲ့အခါမှာရောယူကိုဘယ်လိုသုံးလဲဆိုတာသိရလိမ့်မယ်ပေါ့နော် AU ဆိုတာကအကြောင်းအရာ I ဆိုတာကလေးရောဦးဆိုတာကမြေခွေအတန်ထွက်ဦးနော်ရောဦးမြေခွေစကားရည်ထဲမှာဆိုရင်လေရောဦးကတဲ့အဲ့လိုပြောတာမျိုးတွေ့ရတတ်တယ်ပေါ့နော် we အပေါ်ပြောတယ်ဒီ E ဆိုတာကသူ့ရဲ့သွားကိုပြောနော် E သွားခါကို pre-ball ကခါခဲဆိုတာစိုင်ပြောတာဘာဆိုင်ပဲဖြစ်ပေါ့နော်အတုံရတယ်ပြီးလို့ရှိရင်ခိုကီအတာဝီဆိုတာနေရွယ်နာအီဆိုတာအသက်နာအီလို့ထွက်တယ်ဂူတူဆိုတာဖနက်ထွီဆိုတာကအနောက်เนาะအနောက်ကိုပြောတာပြီးလို့ရှိရင်နာလာနိုင်ငံဒါဒီအဲ့တော့ဒီဓာတွေကအဓိပ္ပာယ်နှမျိုးရှိတယ်ခြေထောက်လို့လည်းပြောတယ်လူရဲ့ခြေထောက်ကိုလည်းပြောတယ်တရားပေါ့နော်ဟိုဘက်ဒီဘက်ကိုဖြတ်ကူးတဲ့တရားကိုလည်းဓာဒီလို့ခေါ်တယ်ပြီးတော့နိုးတဲ့တချင်းနော်နိုးတဲ့တချင်းနာဘီလိပ်ပြာလာဒီယိုရေဒီယိုပေါ့နော်ဖြူတာဆေးလိပ်တောက်တယ်ပေါ့ရှေ့မှာတော့ဆေးလိပ်ပါမယ်ပေါ့နော်ဖြူတာဆေးလိပ်တောက်တယ်ဘိုးတာကြည့်တယ်ဘော်ဒီတာလွတ်ပစ်တယ်ဘီတာဆိုတာနေရာတွေပါလေလွတ်နေတယ်လက်နေတယ်အိမ်မပြောတဲ့အခါမျိုးတုံးတယ်ဘာကကြီးဆိုတာကရေခတ်တဲ့ခွက်ပေါ့နော်ဘူးဒီကြောက်လို့ခွက်လေးမျိုးလေးပေါ့အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းသုံးလက်ခွက်လေးရှိရပေါ့နော်အဲ့လိုရေခတ်ခွက်ကိုဘာကကြီးလို့ခေါ်တယ်အာဘောကြီးဆိုတာကအဖေပြောဂျူမိုနီဆိုတာအိတ်ကတ်ဒီလိုမျိုးအိတ်ကတ်လေးအင်းကြီးမှာပါတဲ့
အိတ်ကလေးကိုပြောပါနော်အဲ့ဒီမှာပါအောင်အိတ်ကကိုပြောတာပေါ့ဒီလိုမျိုးဖောင်းမိရမှာလည်းပါတယ်နောက်ပြောတာဂျူချာဆိုတာကပကိရက်ချင်းကပကိရက်တယ်ဂျူဆိုလိပ်စာအာဂျူအယံလှတယ်ဘာညာသုံးတယ်ပေါ့နော်ပြီးအရွယ်အစားကိုခခီလို့လည်းခေါ်တယ် size လို့လည်းခေါ်တယ် size ပေါ့နော်ပြီးတော့ချာဆိုတာကဖြီဆိုတာကမိုးဘီဆိုအပြုံးစူတို့မြို့တော့နော်ဆိုဆိုတာကနွားကိုပြောတာပြီးလို့ရှိရင်စလုံးပေါင်းလေးတွေထားတဲ့ကြည့်နော်ဒီစားလေးဘူမိုဆိုတာမိဘကိုပြောတာအော်မော်နီအမေအာဂျရှိဦးလေးဟောစလုံးပေါင်းချက်ကြည့်နော်စအပြားနှလုံးစနော်အာဂျူမော်နီအတော်ကြီးခါဆုအဆိုတော်နာမှုတစ်ပင်ဘာကူနီချင်းတာအာဂျူမော်နီဒါအပေါ်မှာပြန်ပါနေတာမလို့နော်ခုတ်ချစ်ကိုဝင်းကြီးခုတ်ချစ်ကိုဝင်းကြီးအဲ့လိုဝဲရဲအော်လို့ခေါ်တယ်ပေါ့နော်မွေးသားစကားလုံးလေးကိုပြောရင်အတန်ထွက်လေးတွေချစ်ဖို့ကောင်းတယ်ပေါ့နော်ကုတ်ကိုပြောတာခုတ်ချစ်ကိုဝင်းကြီးခါကြောကတာယူသွားတယ်ဂျာတာအိတ်တယ်ဂျာရစ်တာညှက်တယ်အဲ့တော့သပင်းတွေပါတော့ညှက်တဲ့အခါမှာလဲဂျာရစ်တာသုံးသလိုမျိုးဗာလဲတက်ကြီးနဲ့ဘာညာစာရွက်တွေပါညှက်တယ်အဲ့လိုဆိုလဲဂျာရစ်တာကိုသုံးတယ်နော်ချီတာဟိုတီးတယ်ရိုက်တယ်နော်တီးတယ်ရိုက်တယ်လက်ခုပ်တီးတာဘာညာအဲ့လိုနော်ချီတာသုံးတယ်coffee ဖာတက်တော်မဲ့ခီချာပြိုယထာလက်မှတ်ပီဇာဆိုတာကပီဇာပေါ့နော် hori ဆိုတာကခါကိုပြောတာဟိုဆူဆိုတာရေကန်ခရစ်စမတ်ဆိုတာခရစ်စမတ်ကိုပြောတာနောက်ပြီးလို့ရှိရင်ကြတော့ကျောတာဖွင့်နေပေါ့နော်ထာတာဆိုတာစီးတယ်ကိုဖုတာဘိုက်စားတယ်ဖိုက်ပေါ့နော်ထာတာမြေတွေပါလေတူးတယ်ဤစာဟာတာအိမ်ကြောင်းနေပြီးတော့ခါကြောအိုတာယူလာတယ်ဂျူတာဆိုတာကပေးတယ်အဲ့တော့ခါရစ်ချီတာဆိုတာကတင်ကြားတယ်အဲ့တော့ခြာတာอืมအေးတယ်ပေါ့နော်အေးတယ်အော်တခုပြည့်တယ်လူတွေပါတယ်နေရာတွေပြည့်နေပြီဒီနေရာကလူတွေပြည့်နေပြီအဲ့ဆိုရင်ခြာတာဆိုပြီးသုံးလို့ရတယ်ပေါ့နော်ပြီးတော့ကြတော့84ပေါ့နော်84ကကြတော့ဂျီဟာဆိုတာကကြတော့မြေအောက်ကိုပြောတာကြည့်မယ်နော်ဖြိုလက်မှတ်ပေါ့နော်ဖြိုလက်မှတ်စုဖို့ပါစေဂျီယာဒိုဆိုရင်တော့မြေအောက်လမ်းကိုပြောတာပေါ့နော်ဘိုကီဆိုတာဥပမာပေါ့ပြီးလို့ရှိရင်မိုဂီနှစ်ခုမလွဲနဲ့နော်မိုဂီဆိုတာချင်းဒီကတော့မဖြစ်မနေပေါ့နော်ချင်းနေပေါ်တယ်ဘာညာပြောလို့ရအောင်မိုဂီဆိုနာဂီမိုးပြေးလေးကိုပြောတာဆိုနာဂီဘီစောဆိုတာကအတွင်းရေမှုဘီစောချီမာစကတ်အဲ့တော့ခီချာဆိုတာကတည်င်းတောက်ခီစာဆိုတာကစောင်းပါကိုပြောတာဖြစ်ပါတယ်ဒီကိုခီချာဆိုတာကမီးရထားဖူချူငရုတ်ကောင်ကိုချူငရုတ်တီနော်ငရုတ်တီဟိုချူတော့ဖြစ်ကုန်ဖူချူကငရုတ်ကောင်ကိုချူကငရုတ်တီစာကွာဆိုတာပန်ဒီဘာနာနာဆိုပေမဲ့သူကဘယ်လိုမျိုးလဲထွက်တယ်ပါနာနာဆိုပြီးထွက်တယ်ပေါ့နော်ပါနာနာဆိုပြီးထွက်တယ်ပေါ့နော်ငါပြောဒီကိုခရမ်းကျင်ဒီကိုတိုမတ်တိုနော်တိုမတ်တိုဆိုပြီးထွက်တယ်ခရမ်းကျင်ဒီခီချိုဆိုတာအခြေခံပေါ့ကိုရီးယားဘာသာစကားကျမကတော့ခီချိုပါအခြေခံပဲဖြစ်ပါသေးတယ်ပြောလို့ရပါဘောနော်ဟာမရေမြင့်ဖီဘူးအသားရေဖီနူးဆက်ပြဖူဂျာတထေနော်ဖူဂျာတထေတထေးပဲဖူဂျာပဲဆိုပြီးပြောလို့ရပါဘောနော်ဘီစာတာဈေးကြီးတယ်သူ့ရဲ့ဆန့်ကျင်ဘက်ကအောက်မှာတော့ပါတယ်ပေါ့ဒီမှာပေါ့နော်စာတာဈေးပေါ်တယ်အဲ့ဒီမှာသုံးတဲ့ဒီတရဖြီးကိုကြည့်နော်သူကစနှလုံးစနော်စာတာဘီစာတာဝယ်တယ်စောတာရက်တယ်ဆိုတာမတက်ရက်တာပြောတာနော်အဖုတာနာကျင်နေနော်ဒါလေးကြံနေနှစ်ခုကြံနေထားတယ်မလို့ပြီးတော့ကြည့်ဘာပူတာအလုပ်ရှုပ်တယ်နော်ဘာပူတာအလုပ်ရှုပ်တယ်ထောကြည့်တာပောက်ကွဲတယ်အဖုတာနာတယ်ပေါ့နော်တခုနာတယ်လေးသုံးတယ်တဲ့နေမကောင်းတဲ့ခါမှလည်းနော်အဖုတာ
အဲ့လိုတုံးရပါတော့ရှစ်ခိတာမှားတယ်ခိုင်းနေပေါ့နော်စားတောက်တွေမှားတဲ့အခါတွေပြီးလို့ရှိရင်တုံတယောက်ကခိုင်းနေပေါ့ဒါလုတ်ခဲ့ဟိုကလုတ်ခဲ့ဆိုပြီးခိုင်းနေအဲ့လိုကမှတုံးတယ်ချိုဆိုတာကစက္ကန့်နော်မိနစ်စက္ကန့်အင်းစက္ကန့်ကိုပြောတာယိုဂတ်တစ်ဆိုတာကဒိန်ဂျင်ကိုပြောတာယိုဂတ်တစ်ဒိန်ဂျင်ယိုဂတ်တစ်နောက်ပြီးတော့ကြတော့စားကြချင်းတိတ်ပေါ့နော်စားကြချင်းတိတ်ခုတ်ကီရီစင်အော်ဒီတာငယ်ရွယ်တယ်အော်ဒီတာတေချာလေးကြည့်ကြမယ်ပေါ့နော်ဒါလေးနဲ့စင်တဲ့ဟာလေးနည်းနည်းလေးရှိရပေါ့နော်သူကအော်ရီတာနော်အော်ရီတာငယ်ရွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ခီတာဒီတာဆောင်းဆိုင်နေဂျူစာစိတ်ထိုးတယ်နော်ဂျူစာစိတ်ထိုးခြင်းဒေါ်ဆိုတာပိုရေးပေါ့နော်ပိုပြီးတော့ကြိုက်တယ်ပိုပြီးတော့လှတယ်အဲ့လိုပြောတဲ့အခါမှာတော့ဒေါ်ဂျာဂျူမကြခဏဒေဖာ这种美声ပုံလေးကိုတစ်ချက်ကြည့်မယ်နော်တစ်ချက်ရှာကြည့်လိုက်ဒေဖာဘယ်လိုပုံစံလေးလဲဆိုတာတစ်ချက်ကြည့်လိုက်ပေါ့နော်ရှာကြည့်လိုက်ဒေဖာ这种美声ကိုပြောတာဖီဆိုတာတွေးထိုင်းကမှာဆိုလို့ရှိရင်တော့ဖီပါလေအကိုလားမသိဘူးပေါ့နော်ကိုရီးယားမှာကျတော့ဖီဆိုတာကတွေးကိုပြောတာနော်အဲ့တော့ Q တာဆိုတဲ့ value ကလေသူအတုံးများရယ်နော်တခြားလေးကြက်ထားမယ်ဒါလေးကိုလောဆယ်တော့ Q တာဆိုရင်မွေးမြူတယ်ဆိုပြီးတော့ကြက်ထားရအောင်နော်တလေးဆန်လေးတွေခွေးလေးကြောင်လေးတွေကိုကမွေးထားတယ်ကြောင်လေးကို Q တာမွေးထားတယ်ဒီလိုမျိုးသုံးလို့ရတယ်ဖီဟာတာရှောင်ရှားတယ်နော်ဒီဟာတွေကိုတော့ရှောင်ရှားရပါမယ်လို့ပြောတဲ့အခါမှာသုံးနေပေါ့ဟုတ်ပြီနောက်ပြီးတော့ဘာရှိလဲဆိုတော့ဘူရတာခေါ်တယ်ပေါ့နော်လာပါအောင်အဲ့လိုခေါ်တဲ့အခါမှာလည်းသုံးသလိုမျိုးကျမကိုတော့ပြပြဖြိုးလို့ခေါ်ပါတယ်ဒီမျိုးဘူရတာဆိုပြီးသုံးလို့ရတယ်ဂျူလိုများတော့အဖြစ်เนาะခတာအရွယ်စားတွေပါကြီးတယ်ဆိုပြီးသုံးတယ်မီဒီဆိုတာကကြိုတင်ပေါ့ဆောင်းဝဲဆောင်းဝဲရမရောက်ခင်မှာစာတွေကိုကြိုတင်လောက်ထားပါတယ်မီဒီဆိုပြီးသုံးတယ်ပေါ့နော်မီဒီကိုနှလုံးတွဲသုံးတဲ့ခါရှိတယ်ပေါ့နော်မီဒီအဲ့လိုမျိုးသုံးတဲ့ခါရှိတယ်အဲ့ဆိုလို့ရှိရင်ကြတော့ဒီနေ့ကျမတို့ပေါ့နော်ဘာလဲဆိုတော့မီနင်းလေးတွေအတူတူကြည့်လိုက်တယ်ပေါ့နော်မီနင်းလေးတွေအတူတူလေ့လာလိုက်တယ်အဲ့တော့ကြည့်ရတဲ့အချိန်လေးပေးလိုက်တာပေါ့နော်ဘီလေးတွေတရလေးတွေပေါင်းဆက်တာလေးလည်းရပြီဆိုတော့ဒီနေ့ကကျမတို့အတူတူမီနင်းလေးတွေကြည့်လိုက်တယ်ပေါ့နော်မီနင်းလေးဆိုတဲ့အခါမှာလည်းအတန်တော်လေးကိုမှန်အောင်လို့တခြားလေးစဉ်းစားမယ်မီနင်းလေးကိုတခြားကြက်တဲ့အခါမှာပေါ့နော်နီလာကတော့အမျိုးမျိုးရှိတယ်ပေါ့နော်ပထမဆုံးအနေနဲ့ကတော့လေပါဇက်ထဲမှာဆွဲရအောင်လေချိန်မှန်များစွာရွတ်ပေးတာပေါ့နော်ကျွန်မကတော့အဲ့ဒါကိုတိုက်တွန်းချင်တယ်ပေါ့နော်အဲ့လိုရွတ်ပြီးတော့မှရပါပြီဆိုရင်ရေးချတာလည်းအရေးကြီးတယ်အဲ့တော့လေတလားအဲ့လိုမျိုးလေမီနင်းကြတဲ့အခါအဲ့လိုရေးချတာလေးပေါ့နော်အခုလောလောဆယ်ကကျတော့ကြက်စရာမီနင်းလေးကတည်းကမရှိဘူးလေဟုတ်တယ်မလားlevel မြင့်လာရဲဆိုရင်တော့မှတခြားဟိုဟာဒီဟာတွေများတာတည်ရပေါ့လောလောဆယ်ကမီနင်းလေးပဲရှိသေးတယ်ကြောင့်မလို့အဲ့မီနင်းလေးတွေကြက်ဝိုင်းဆိုရင်ချရေးအဲ့တော့ရေးခြင်းအပြင်ကိုယ့်ရဲ့စလုံးမောင်းတပ်ပုံတွေမှန်လာတယ်နောက်ပိုင်းကျရင်တဆင့်တက်လာတဲ့အခါမှာ writing တွေပါကောင်းလာတယ်ပေါ့နော်အဲ့တော့လေကိုဘယ်လိုရေးကျမကတော့တခုပြောချင်တာပါလဲဆိုတော့လေကျမစစတော့မသိဘူးပေါ့နော်စကားထဲမှာတွေ့တယ်ပေါ့နော်အဲ့လိုမျိုးသူတို့ရေးလို့ရှိရင်တော့ချွန်လေးအဲ့လိုမျိုးလေးဖြစ်တယ်ပေါ့နော်အမှအတက်နိုင်ဆုံးကိုကတော့လေတတိတက်လေးပေါ့နော်ဝိုင်းလေးဆိုလဲဝိုင်းလေးလိုပဲဖြစ်ကိုတက်နိုင်သလားလှလေးရေးပေါ့နော်အခုဒီချိန်လေးကနေပြီးတော့လှလေးရေးတော့မှနောက်ကျရင်ဆက်လှကျမကတော့အလောက်မလှဘူးပေါ့နော်ဒါပေမဲ့လည်းကျောင်းမကျောင်းသားအကုန်လုံးတော့လေးပါလှသွားစေချင်တယ်ပေါ့နော်တတိချာလေးရေးမယ်အဲ့ဆိုလို့ရှိရင်ဒီနေ့တော့လောက်ပဲပေါ့နော်နောက်နေ့ပေါ့နော်နောက်တစ်နေ့မှာတော့ဒီနောက်ထပ်တဆင့်တက်ပြီးတော့ပေါ့နော်ဘာလေးတင်မလဲဆိုတာကိုစောင့်ကြည့်ပြပါအောင်နော်အဲ့ဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုလေးတစ်ခုမှတွေ့မယ်နော်